ကြောက်ဖယုံသီးရဲ့အစွမ်းကြောက်ဖယုံသီးအစွမ်းကိုဒီကဲ့သို့တွေ့နိုင်ပါတယ်ကြောက်ဖယုံသီးရဲ့သက်ထူရည်ကိုသွေးအံသွေးဝမ်းစီးရတဲ့ယောဂါတွေမှာသုံးပေးခြင်းအပြင်ပျောက်ကင်းစေပါတယ်ကြောက်ဖယုံသီးကိုစီးနယ်စီးအောင်စီးချုပ်စီးချောက်တဲ့ယောဂါများနဲ့အသီးသက်ထူရည်၃ချက်သားမှာရှင်းကိုနဲ့ဂျုံမှရတဲ့ပြာစာအနှဲငယ်ထဲပြီးတောက်သုံးခြင်းအပြင်ပျောက်ကင်းစေပါတယ်အဆုတ်နဲ့ပတ်သက်တဲ့မြစ်ချောင်းနာအဆုတ်ကြောင့်အားအင်ကုန်ခန်းခြင်းတို့အတွက်ကြောက်ဖယုံသီးမယုတ်ကောင်ပိတ်ခြင်းဂျင်းပြာရည်ထောဘက်ကြားစတာတွေနဲ့ရောဆက်ပြီးချက်စီအဖြစ်အသုံးပြုပါကပျောက်ကင်းစေပါတယ်ကြောက်ဖယုံစိတ်9မှတ်သားလောက်ကိုကျိတ်ပြီးနှမ်းစီနဲ့ဖြော်လိမ့်ခြင်းတိုက်ကျွေးခြင်းပြုပါကတုတ်ကောင်တန်ကောင်တွေကိုကျဆင်းစေပါတယ်ကြောက်ကပ်ဖောရောင်ခြင်းနဲ့အသေးရောင်အတဝါယောဂဖြစ်တဲ့သူတွေအတွက်ကြောက်ဖယုံသီးရဲ့သက်ထူရည်ကိုကြားဒါမှမဟုတ်ဂလူကို့စ်နဲ့ရောဆက်တိုက်ကျွေးပါကပျောက်ကင်းစေပါတယ်စီယောဂအတွက်ကြောက်ဖယုံသီးရေ25ချက်တောင်ကြား12ချက်တောင်တက်သွန်နေ9လုံးတောက်မြင်ပေါင်း1ချက်တောင်စတဲ့အမဲတွေကိုကျိုးချက်ပြီးစားသုံးပါကပျောက်ကင်းစေပါတယ်စီးမူနာအတွက်ကြောက်ဖယုံရိုးကိုရိုးထိုးပြီးရေဝဝဖြင့်တောက်သုံးပေးခြင်းအပြင်ခဏရင်းပျောက်ကင်းစေပါတယ်ရှင်